လိုကဲဒီလိုပုံမှန်မျက်နှာကနေဒီလိုဖြစ်သွားဖို့အတွက်ရင်တို့ဘာလုပ်ရမလဲဆိုတော့တပတ်တစ်ချိန်ပီးလင်းလုပ်ပေးရမှာပါကဲကြော်ညာလေးတော့တစ်ဖြက်ဝင်မှာပေါ့နော်ကျမမျက်တောင်လေးဘလောက်တောင်လှလိုက်တယ်အိုးကျမမျက်တောင်ခြေနေကအဲ့လိုဖြစ်သွားပါပြီပီးလင်းဆိုတာဘာလဲမျက်နှာတွေဘာတွေကောင်းကျိုးပေးလဲဆိုတော့အဓိကရင်တို့မျက်နှာပေါ်မှာရှိတဲ့ဆဲတွေတို့သူကအဓိကဖယ်ရှားပေးရပေါ့နော်အဲ့တော့တစ်ချိန်သုံးမိတာနဲ့တစ်ချိန် reset တိတာတဲ့ beauty seeker ကပီးလင်း solution လေးပေါ့နော်ဘလို့သုံးပေးရမှာလဲဆိုတော့မျက်နှာတစ်ပြီးလို့ရှိရင်ဒီလိုမျက်နှာပေါ်ကိုတစ်ဆက်နှစ်ဆက်လောက်သုံးပေးလို့ရှိရင်တော့ရပါပြီ။ခဏသုံးတဲ့ peeling solution ကကြတော့သူ့ထဲမှာပါတဲ့ BHA ကမျက်နှာအသွင်ပိုင်းချွေးပေါက်တဲ့ဒီကိုတက်ဆင်ပေးရပေါ့နော်ပြီးတော့မျက်နှာပေါ်မှာရှိတဲ့အညစ်အကြေးတွေကိုလည်းပြောင်းစအောင်လုပ်ပေးတယ်။ခဏတို့အစီပြန်နေတာတွေလည်း short ချပေးတဲ့အတွက်ဝက်ချန်အစီဖို့လည်းတတ်တာစေရပေါ့နော်။သူ့ကိုသုံးပြီးတဲ့ခါကျရင်10မိနစ်ကနေ9မိနစ်ကြာပဲထားပေးရမှာပါ။အဲ့ထက်ပိုမထားရပါဘူးနော်။ဘာလို့လဲဆိုတော့ peeling solution ဆိုတဲ့အတိုင်းသူက AHA, BHA, AHA, PHA 20%ပါဝင်တဲ့အတွက်ကြောင့်မလို့ရနာတို့မျက်နှာပေါ်မှာလုံးဝမနစ်အကြာကြီးမထားသင့်ပါဘူးပေါ့နော်ပြီးတော့ဒီ peeling ကကြတော့တခြား peeling တွေမျိုးလုံးဝမဆက်ဘူးအဲ့လောက်လည်းမပြင်းဘူးပေါ့နော်အဲ့တော့မျက်နှာပေါ်ကို10မိနစ်နဲ့9မိနစ်ကြာထားပြီးလို့ရှိရင်နာတို့ရေပြန်ဆေးချရပါမယ်ရိုးရိုးရေနဲ့ပဲပေါ့နော်သူ့ကိုသုံးပြီးရလာတဲ့ result ကတော့အရန်ကိုမိုက်တယ်မျက်နှာလေးကလေချက်ချင်းကိုအဲ့လိုကြည်ပြီးတော့လေအိုးမျက်နှာပေါ်မှာဆိုလို့ရှိရင်ဘာအညစ်ကြေးမှမရှိတော့ဘူးလုံးဝပြောင်းရှင်းသွားပြီးတော့လေ smooth သွားတာပဲသူ့ကိုတပတ်တစ်ချိန်ဖြစ်ဖြစ်နှစ်ချိန်ဖြစ်ဖြစ်သုံးမိမယ်ဆိုလို့ရှိရင်မျက်နှာအစီပြန်ခြင်းနဲ့ဝက်ချန်ကြောက်ဖြစ်တဲ့ရောင်ရမ်းနေတာတွေလည်းတက်တာစေရပေါ့အဓိကကကြတော့သူ့ကိုသုံးပြီးလို့ရှိရင်တော့မွိုင်ချများများလေးပြန်သုံးပေးပါအဲ့ဒါတော့မမေ့နဲ့နော်ဘာ skin care ပဲလုံးမျက်နှာပေါ်ကဆဲတွေတွေကရှိလို့ skin မကောင်းလာဘူးဆိုလို့ရှိရင်အခုရနာသုံးတဲ့ beauty seeker က peeling solution လေးသုံးကြည့်နော်အခုအောက်မှာရနာ mention ခေါ်ထားတဲ့ beauty seeker ဆိုတဲ့အကောင့်မှာတွားရောက်ပြီးတော့ဝယ်ယူလို့ရပါတယ်ရှင်အားလုံးပဲတက်တာ